မင်္ဂလာပါထိုင်းဘာသာစကားလေ့လာခြင်းနဲ့မြန်မာပြည်သားများအတွက်ဒီဗီဒီယိုမှာထိုင်းစကားတစ်နည်းငါလုံးကိုကျွန်တော်နဲ့အတူလေ့လာကြရအောင်အရေးသွေးဖော်ပြစကားများကောင်းတယ်ဒီမကောင်းဘူးไม่ดีကြီးတယ် ใหญ่သေးတယ် เล็กများတယ် มาก နဲတယ် น้อย မြန်တယ် เร็ว နှေးတယ် ช้า ဈေးကြီးတယ် แพง ဈေးပေါ်တယ် ถูก ဒီဗီဒီယိုကမိတ်ဆွေအတွက်အသုံးဝင်တယ်ဆိုရင် like လုပ်ပေးပြီး subscribe လုပ်ပေးထားပါနောက်ဗီဒီယိုမှာထိုင်းဘာသာစကားနေတိုင်းငါလုံးနဲ့ပြန်တွေ့ကြမယ်